嘿，他们那毛你也，你来哪一样？啊，你冇啦？你ဘာဖြစ်သွားသေးလဲ 没有罗天比我拉啥呢嘞？ ဟဲ့မဆိုင်ဘာဖြစ်တာလဲ 喂，啊，你咪都啥来的哈？ မိရောဘာဖြစ်သွားသေးလဲ ဒီလောက်အော်လိုက်မှလို့လန့်သွားတာပေါ့ဟာဒီမကြီးပစ္စည်းအကုန်ကြကုန်ပြီတော်သေးရပေါ့မီးလေးတွေကြသွားလို့ရှိရင်အကုန်ကွဲသွားနိုင်တယ် ဟောဒါနင်တို့နှစ်ယောက်ကိုမိတ်ဆက်ပြီးလို့သူကစိုင်းနှင်းခံနဲ့နိုင်နေတည်ချင်းသူကမေဒီစင်မာတဲ့မေလို့လည်းခေါ်လို့ရတယ် 哦，没得啦，拉来的。 ဗျာ နာမည်ကိုပြောရပါ အော်မေနေရငါနင်တို့ပကံလက်ဆောင်နေပါလာတယ်ပွားယူလောက်မယ်နော်ခဏဆောင် တော့ငါဒါတော်တော်ကိုပုံနေကြီးဒါနင်တို့အင်ဒီလက်ဆောင် ဟဲ့နွယ်အဲ့အိမ်ကြီးကသူနဲ့တန်းမမလားဟဲ့ ငါနဲ့မတန်အောင်ငါဘာဖြစ်နေလို့လဲဟာ ဩသူကတန်မမလားဆိုတော့နင်နဲ့တော်ပါမလားလို့ပြောတယ် ဩအတေရောကကျွန်တော်လုပ်ချင်ပါလား မဟုတ်ဘူးသူကငါမလေးပကံကနေကျင်းလို့တဲ့ငါနဲ့လေးလိုက် သူကတော့ချစ်ဖို့ကောင်းတယ်နော် 喂喂 ဟဲ့ဘာဖြစ်တာလဲအလန့်တကြား ဒီချိန်ကတလုံးလို့နင့်လာခေါ်อ่ะ မရဘူးဆိုင်ဆောင်အောင်မဆိုင်အခုမှဖွင့်တာလေ နင့်မေရှိရမလားအမေနဲ့ထားခဲ့လိုက်လေ မရပါဘူးစောင့်အောင်ပါဆို လာသွားရအောင်လာ ဒါလို့ ဟုတ်တယ်။ဘောင်းเนี่ยကဇိမ်းပါလာပြီးလမ်းလျှောက်နေတာမကောင်းဘူးတူတယ်။ဇိမ်းစီးအောင် မစည်းချင်ပါဘူးနဲ့စပိန်ရငါဘယ်နှအလိုက်ရပါလဲ ။အော်ဒီဘားတန်းပေါ်မှာထိုင်စီးလို့ရတယ်ဟာ ငါကငွေချင်းနေနော် ။အေးတကယ်ကြီးတယ်မို့လို့ပဲပြောနေတာ။မစီးပါလားမစီးဘူးလား ပြီးတော့ ။တက် ဖုန်းလေးကန်ထား ။ဟဲ့နင်းစီမရလား မာဘောကနေရလေ ။ဟာ။ကျွန်တော်လာရနော်။လေနင်တို့နာနေမှာပဲနော် ကြပါရဲ့ဆိုင်ရဲ့ငါဘာမှဖြစ်ပါဘူး ။နောက်တစ်ခါတော့ထပ်မစီးချင်တော့ပါဘူး။ထက်လေနင်းပြန်နာနေပါဦးမယ် ဆိုင်နင်းယောက်ျားမဟုတ်ဘူးလားကိုဆုံးပြချက်ချထားတဲ့အရာတခုကိုနင်းပြညောက်လို့ရမယ်လေ နွယ်ရေနွယ်နိုးပြီလား ဟောမေဘာပြောမှုလဲ ဩဘာမှတော့မဟုတ်ပါဘူးမေရောက်တာလဲကြာပြီဆိုတော့လေအဲ့ဒါပြင်းလာလို့အဲ့ဒါမျိုးလေးလိုက်ဖို့ပေးပါလားလို့ပြောမလို့ ဩအခုကလွန်ရလေအလုတ်ကအားတာမဟုတ်ဘူး
လောက်စရာလေးတွေရှိရောလေဒီလိုမေရဲ့မေရိုးဆိုင်ရလေလမ်း60 30 31ကြားမှာရှိတာဆိုတော့တွားရလာရလဲအဆင်ပြေပစ္စည်းပိုင်းဆိုလို့ရှိရင်လေ quality ကလုံးဝစိတ်ချရတယ်ဟောလာမီပါရကဲဆိုင်နေရပါကိစ္စ ကိစ္စရှိလို့ပေါ့ဟာဆိုင်တော်မတော်နဲ့အိမ်တက်လာခဲ့တယ် နေကိစ္စခဏထားအောင်မေးပြင်သွားစရာရှိလို့တဲ့လိုက်ပို့ပေးလိုက်အောင်သူ ။အော်ငါမယ်ကျွေးမွေးနေရှိလို့ညငါတော့ခေါ်တာ ဟောကြော်ရက်လဲကြိုမပြောငါအလုပ်တူပြစ်ထားလို့မရဘူးမေကိုပဲခေါ်သွားလိုက်ပါ ။ညလုတ်ပြီခွာ။ပြီးတော့ကွာငါလည်းပို့ပေးလိုက်မယ်။ငါသွားရအောင် မေကိုငါဘာလို့ထည့်ပေးမိလိုက်တာပါလဲပြီးတော့သူနှစ်ယောက်ကရင်းနှီးကြသေးရလဲမဟုတ်ဘူးအိုးဘာပဲဖြစ်ဖြစ်သူတို့ရင်းနှီးတော့လဲကောင်းတာပဲလေမလေးအမတို့ကလေခုအိမ်တက်ဆောင်ထားတာဆိုတော့အိမ်တက်မှာခင်းဖို့အတွက်ပါကီလေးတွေကြည့်ရှင်လို့ ။အော်ဟုတ်ကဲ့ပါကေးထဲကြည့်ရှင်တယ်ဆိုလို့ရှိရင်ညီမတို့ ZNW ဆိုင်ကကိုရီးယားပါကေးတွေကို 12mm တွေကိုထည့်ပေးထားတာဖြစ်တဲ့အတွက်အည်သွေးရောစိတ်ချလို့ရတယ်။သူကကျတော့10နှစ်အထိကိုအာမခံပေးထားရပေါ့နော်။ပြီးတော့ဒီ SPC ပါကေးတွေကကျတော့သူကရေဆိုခံတယ်။ရေဆိုခံတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနည်း20ကျော်အထိကိုစက်ရုံကဓာတ်ရိုက်အာမခံပေးထားရရှင်။ဟိုလေကျွန်တော်တို့ site ထဲမှာ decoration လှလှလေးဆင်ကျင်လို့လေအဲ့ဒါ quality ကောင်းတဲ့မီးဆိုင်တွေမီးလုံးလေးတွေနဲ့ပြပေးပါ ။အော်ဟုတ်ကဲ့ညီမတို့ ZNW ဆိုင်က quality ဘိုင်းနဲ့ဆိုလို့ရှိရင်တော့စိတ်ချလို့ရရရှင်။ဘာလို့လဲဆိုတော့နိုင်ငံခြား influencer ကိုယ်တိုင်ကကြော်ညာပေးထားဖြစ်တဲ့အတွက် brand ရောလုံးဝ quality ကစိတ်ချလို့ရရရှင်။ နွေနွေမေမဟောနွေမေရောက်ပြီနော်အဲ့ရလာပြောတာ ဘယ်သူလိုက်ဖို့ပေးရလဲ စိုင်းမဲလိုက်ဖို့ပေးတာပေါ့ဒါနဲ့လေစိုင်းခင်ဖို့ကောင်းတာပဲသိလားစလေသူ့ကြည့်လို့မရပါဘူးဒါပေမဲ့သူနဲ့တူတူရှောက်လေကြည့်မှာပဲလေသူ့ရဲ့စရင်မောင်နားလေတာအဲ့ဒါမနေ့ပြန်လဲလေသူလည်းလိုက်ဖို့ပေးမယ်တဲ့အဲ့တော့စောစောအိတ်တဲ့အဲ့ရလာပြောတာသွားတော့မယ်နော် ဒါဘလို့ဖြစ်နေကြလဲလောက်ခန်းတော့ပန်းချင်နဲ့ရောက်နေမှာမဟုတ်ဘူးအော်စိုင်းမလားဘာကိစ္စလဲ ဒီလိုຫນွေရဲ့မေကိုလာခေါ်တာကိုနီးကရှောက်သွားတာနေရာမစုံသေးလို့တဲ့အဲ့ဒါဥပိန်ဘက်ကိုလိုက်ပို့ပေးခြင်းလို့တဲ့နောက်ပြီးတော့ဒီမှာမနှက်စာလဲပါလာတယ်အဲ့ဒါဆိုင်ရင်နဲ့နေစီခွင့်ပြုချက်ယူမလို့စောင့်နေကြတာမေကမအောင်လို့ပြောပါသေးတယ်အဲ့ဒါကိုသူကတကူတကကြီးလိုက်ပို့ပေးမယ်ဆိုလို့အဲ့ဒါမေလိုက်တော့မလို့နော် ဟုတ်တယ်နဲ့ဟိုကောင်လေးစီလဲသွားရအောင်မှာဆိုတော့လမ်းကြုံနေရတယ်မြို့တခါတည်းခေါ်သွားပြီးမယ် လိုက်ချင်တယ်လိုက်သွားလေ အဲ့ကြောင့်ပြောတယ်ငါခွင့်ပြုမှာပါလို့
ကျွန်တော်မေကိုပြောစရာရှိလို့ဗျာ ရပါတယ်ပြောပါ ကျွန်တော်ပြောရမှာတော့အားနာတယ်ဗျာ အမနာပါနဲ့ပြောပါ ဒီလိုဗျာ All we can yet to do Then she already can They say choke alone maybe Ya like have done me cut the beat Made it on and we go every No longer you can yet alone maybe The shit done it and running A teacher နွေငိုးနေရလားဘာဖြစ်လို့လဲ နွေမငိုပါဘူးမျက်လုံးနဲ့မဝင်သွားလို့ပါနဲ့နေကဘာပြောမလို့လဲ ဩဆိုင်းချောင်းပြောမလို့လာတာ तू မကောင်းသိလား तू ဒီနေ့မဲကိုဘာပြောလိုက်လဲဆိုတော့ မင်းတို့ရေထမင်းစားရအောင်ဟေး ဟောဟုတ်အန်ဒီလာပြီနော်ဘူးကြော်လေးရလေးထူနေရတယ်အများကောင်းကောင်းလေဆိုင်ကြောက်နေရလားတတိရှိလိုက်စမ်းမဆိုင်ရယ်နဲ ဆိုင် ငါနေကိုရမ်းချစ်တယ်နော်တချို့အချစ်တွေကမြင်နိုင်ရင်လည်းငါမြင်ခဲ့ရတယ်နဲ့မသိလိုက်ရတယ်တခါတလေအတူတူရှိနေတဲ့အချိန်ငါခံစားလို့ငါလည်းခံစားရပါတယ်နဲ့ငါနေကိုရမ်းချစ်တယ်ဟာ ဆိုင်ရဲ့ လုံးစံရှိတဲ့လွမ်းများတယ်တခြားရင်ခဲဖို့ကိုတန်းစားမိတဲ့နေ့တွေတိုင်းဘဝမှာမင်းရိမ်များတယ် ဒီလိုဗျာကမ္ဘာဦးအစမှာလူတွေကဘုံမခွဲထားခြင်းမရှိကြဘူးနောက်ပြီးတော့နတ်တရားရတဲ့လည်းအင်အားကြီးမှကြတယ်အဲ့လိုအင်အားကြီးမှတော့နတ်တရားရမနာလို့မုန်းပြီးတော့ဘုံမဆိုပြီးခွဲလိုက်ကြတယ်အဲ့လိုခွဲလိုက်ပြီးရဲ့နောက်မှာယောက်ျားလေးတွေကမင်းကလေးတွေကိုလိုက်ရှာလာကြတယ်မင်းကလေးအများစုကလည်းယောက်ျားလေးအများစုကိုလိုက်ရှာကြတယ်ဒီလိုပဲကျွန်တော်လည်းရှာတွေ့ရလူတယောက်တော့ရှိတယ်အဲ့ဘာတူလဲဆိုတော့ငယ်ပါကျွန်တော်နှွေကိုရမ်းချစ်တယ်မေမင်းနဲ့ကျွန်တော်နဲ့တငယ်ချင်းဆိုပေမဲ့ကျွန်တော်ဘက်ကဖွင့်မပြောရခဲ့ဘူးအခုချိန်ဒီဘာမှမဖြစ်သေးတာပါမင်းအနေနဲ့ကျွန်တော်အစားနှွေကိုဖွင့်ပြောပေးပါနော်ကျွန်တော်ကိုကြီးတောင်းပါတယ်မေ မေကူညီပေးပါမယ် ကျွန်တော်မေ့ကျေးဇူးကိုလည်းတစ်သက်လုံးမမေ့ပါဘူးဗျာ လုံးစံရှိတဲ့လွမ်းများတယ်တခြားရင်ခဲဖို့ကိုတန်းစားမိတဲ့နေ့တွေတိုင်းဘဝမှာမင်းရိမ်များတယ်ကျိုးနဲ့မင်းရဲ့စိတ်ကနေစီမဆာမိတဲ့တရားလုံးနေအချမ်းလေးသူမှလွမ်းတယ်မြေဆိုရင်အခက်စလေးတဲ့ဆိုင်ကိုကြည့်ကွယ်လို့တန်းစားရင်နဲ့မင်းကိုလွမ်းနေတယောက်တည်းမို့အတူနေစိတ်မျိုးတတိယမိမျောနေပါတဲ့မိညာတွေကအခက်စလေးတဲ့ဆိုင်ကိုကြည့်ကွယ်လို့ ဆိုင်
နင်အစရောပြေရဲ့လားငါပကံကိုပြန်ရောက်နေတယ်ဆိုပေမဲ့ငါရဲ့စိတ်တွေအကုန်လုံးကနင်စီမှာပါပဲဟာနင်နဲ့ຫນွေနဲ့ထာဝရပေါင်းရပါစေလို့ငါဆုတောင်းနေပါတယ်ဟာငါချစ်တာနင်မသိပါစေနဲ့နင်မသိပါစေနဲ့ဟာchoke the lonely ya like how the man cut the beat mere do ne we twa ge bi na long da yau chen ya ta lo ni bi shin ta ni de lwan ne a ti ri chan yi